2026ခုနှစ်မတ်လကတောကြနေဖွားတွေအတွက်ဘလို့ရှိမလဲဒီလကလည်းတတိထားပြီး guild site ဖြတ်တန်းရမယ်လားလို့ဆိုထားပါတယ်ဒီတော့စိန်ခေါ်မှုတွေကိုဘလို့ကြော်လွှားပြီးကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင် ဟုတ်ပါတယ်ဒီလိုက်ရဲ့ ID က team ကဒါပါပဲအာယုံစူးစိုက်မှုတွေပြန်ကျဲနေမယ်အဲ့ဒီတော့လုံနေတဲ့အလုပ်တွေကလည်းတိုးတက်ပြတ်တွေဖြစ်မယ်နောက်ဆက်တဲ့အနေနဲ့စိတ်ဖိစီးမှုတွေကြောင့်ပိတ်ဆန်တွေအလားအသားကုန်မယ်အထူးသဖြင့် online ပေါ်တက်ပြီးဟိုအဒီယာရှောက်ဝယ်မိရမျိုးတွေပေါ့ ကဲဒီအာယုံစူးစိုက်လို့မရတဲ့ပြဿနာကဘယ်ကနေစပြီးဘလို့တက်ရောက်မှုရရှိနိုင်မလဲအဓိကစိန်ခေါ်မှုရဲ့အရင်မြစ်ကအရင်ဆုံးကြည့်လိုက်အောင်ပါ ဆိုတော့လေဒီလရဲ့အဓိကပြဿနာကစိတ်ပါပဲစိတ်ကတနည်းအားထဲမှာမနေပဲဟိုရောက်တရောက်ဖြစ်နေမယ်ခေါင်းထဲမှာတော့ idea အတစ်တွေကတဖွဲဖွဲပေါ်နေတာပဲဒါပေမဲ့တစ်ခုခုကိုအစွန်းတရအောင်လုပ်ဖို့ကြတော့အာယုံစိုက်လို့မရပဲအကုန်လုံးကတပိုင်းတစားနဲ့ကြံခဲ့တတ်ပါတယ် အဲ့ဒီလိုစက်ရအာယုံလွင့်ပါမှုကအတွေ့အထဲမှာပဲရက်မနေပါဘူးလက်တွေ့ဘဝကအလော့ကိုင်းနဲ့ပိုက်ဆိုင်ရေးကြေးရေးကိစ္စတွေအပေါ်ဘလို့တွေတောင်ရက်ခတ်လာနိုင်တယ်လဲဆိုတာကိုစက်ပြီးလေ့လာကြည့်ကြရအောင် ။အို့မှာကိုပိုင်စီးပွားရေးလုပ်နေတယ်ဆိုပါစို့။တကယ်တမ်းအရေးကြီးလုပ်ရမှာကအယောင်းတက်ဖို့အကျိုးညာတာတို့ customer တွေကိုဝန်ဆောင်မှုကောင်းကောင်းပေးတာတို့ဖြစ်ပေမဲ့အဲ့ဘက်ကိုစိတ်မရောက်ဘူး။အာယုံကပဲရောက်နေလဲဆိုတော့ logo လေးကို design ပြင်ဆွဲရင်ကောင်းမလား။ PC ထုတ်ပေါ်မှုကိုပို့လောက်အောင်ဘယ်လိုလုပ်ရမလဲ။ဆိုတဲ့အကင်ဘန်းအလအပတွေဘက်ကိုပဲအချိန်ရောငွေရောအကိုခံမိနေတတ်ပါတယ် အလုံးမှာစိတ်ဖြစ်စီလာပြီးစိတ်ညစ်လာပြီးဆိုရင်ဘာလို့မိလဲစိတ်ထွက်ပေါ်အနေနဲ့မလိုအပ်တာတွေရှောင်ဝဲမိတော့တာပဲအလှကွန်တွေအဝတ်စားတွေအသွင်အဆောက်ပစ္စည်းတွေအဲ့ဒါတွေကငွေဘလို့ကုန်သွားမှမသိအောင်ဖြစ်သွားစေနိုင်လို့အထူးသတိပြုရမယ့်အချက်ပါ ခဲဒီလိုအခြေအနေမျိုးကိုထိန်းချုပ်ဖို့အတွက်အရန်ရိုးရှင်းပြီးလက်တွေ့ကြတဲ့နီလန်လေးတစ်ခုရှိပါတယ်အဲ့ဒါလာတော့သုံးကပြန်မေးခြင်းနီလန်ပါပဲပစ္စည်းတစ်ခုကိုဝယ်ခြင်းစိတ်ပေါက်လာပြီဆိုတာနဲ့ကိုသုံးကလောက်ပြန်မေးကြည့်ပါဒါကတကယ်လိုအပ်လို့ဝယ်တာလားဒါမှမဟုတ်ခဏတာလိုခြင်းစိတ်ကြောင့်ဝယ်ခြင်းတာလားဆိုတာကိုပေါ့ အလုံးနဲ့ငွေတည်မှာစိတ်ဖိစီးမှုတွေညားလာတဲ့အခါနောက်တော့ group ဆိုင်ရမှာကတော့ကျမရေးပါပဲဒီလက်ထက်ကျမရေးနဲ့စိတ်ပိုင်းဆိုင်ရာသတိပေးချက်တွေကဘာတွေဖြစ်မလဲစစ်ကြည့်လိုက်ရအောင် ကျမရေးဘက်မှာတော့အဓိကသတိထားရမှာကလက်ချောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေပါဥပမာလက်ချောင်းနာတာအတန်ဝင်တာမျိုးတွေပေါ့ပြီးတော့အရေးမီချောင်းဆုလွှဲမယ်လူကလည်းဘာမှမလုပ်ချင်ပဲထိုင်မိုင်းလေးလံနေတတ်ပါတယ်နောက်ထပ်အရန်တတိထားရမယ့်အပြုတ်မှုတစ်ခုကတော့ emotional eating လို့ခေါ်တဲ့စိတ်ခံစားချက်ကြောင့်အစားအလွန်အကျွမ်းစားမိတာပါပဲပိုက်စားလို့စားတာမဟုတ်ပဲစိတ်ညစ်တာဝမ်းနေတာတွေကိုအကြောင်းပြပြီးအချိုတွေအစီများတာတွေရှောက်စားမိတာမျိုးကိုဆိုလိုတာပါ ဆက်ဆံရေးတွေမှာလည်းဒီလောက်ကပုံမှန်ထက်ပိုပြီးတော့စိတ်ခံစားလွယ်နေတတ်တာမှာတငယ်ချင်းတွေကဒါမှမဟုတ်လော့ဖော်ကင်ဘတ်တွေကရိုးရိုးလေးနောက်လိုက်တာကိုတောင်အတီးကြီးမှတ်ပြီးစိတ်ထဲမှာတစ်မျိုးထင်နားလည်မှုလွဲပြီးမလိုအပ်ပဲစိတ်ထိခိုက်ရတာမျိုးတွေဖြစ်လာနိုင်ပါတယ်ကဲစိန်ခေါ်မှုတွေတတိထားရမယ့်အချက်တွေကိုသိသွားပြီဆိုတော့အရေးကြီးတဲ့ဖြည့်ရှင်လေးတွေပဲတို့သွားကြရအောင်ဒီလရဲ့အခက်အခဲတွေကိုဖြေလျှော့ပေးနိုင်မဲ့မြန်မာရိုးရာရတရားကောင်းလေးတွေကိုမိတ်ဆက်ပေးခြင်းပါတယ် ဒီလောက်တော့အဓိကရက်တရား၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့ပြန့်ကျဲနေတဲ့အာယုံကိုပြန်စူးစီးပေးပြီးစိတ်ကိုငင်းချမ်းစေမဲ့အရေးကတ်လှူခြင်းအမွှေးနှံတာကတ်လှူခြင်းနဲ့အယောင်ရွေးချယ်မှုလိုပဲဖြစ်ပါတယ် ဘယ်မှာဆုံးရတရားကတော့ရေကတ်လှူခြင်းပါပြန်ကျဲနေတဲ့စိတ်ကိုပြန်ပြီးစူးစီးတည်ငြိမ်စေဖို့အတွက်ဖျားစေတီတစုရဲ့မြောက်အရက်ထောင်မှာရှိရဲ့ဖျားစင်းတူတော်ကိုရေသက်အရေးအတွက်အတိအကျတော့21ခွက်လောင်းလို့ပူဇော်ရမှာဖြစ်ပါတယ် ဒုတိယရက်ထရာကတော့အမွှေးနှံတာကတ်လှူခြင်းမှာနင်းစီတို့စံပယ်တို့လိုအနက်မွေးတဲ့ပန်းတွေကိုအင်္ဂတ်ဖျားစင်မှာဖြစ်ဖြစ်ဖျားသွားတဲ့အခါဖြစ်ဖြစ်ပုံမှန်ကတ်လှူပူဇော်ပေးပါဒါကလူမှုဆက်ဆံရေးနဲ့အလောက်အကင်တွေကိုချောမွေ့စေဖို့ကောင်းမွန်တဲ့စွမ်းရည်တွေကိုဆက်ဆောင်ပေးပါလိမ့်မယ် နောက်ဆုံးတစ်ခုကတော့အယောင်ရွေးချယ်မှုပါထိုင်မိုင်းလေးလာပြီးဘာမှမလုပ်ချင်တဲ့စိတ်တွေကိုတွန်းလှန်ဖို့အတွက်ပန်းရောင်တို့အဖြူရောင်တို့လို့တောက်ပတ်လန်းဆန်းတဲ့အယောင်တွေကိုများများဝတ်ဆင်ပေးပါအယောင်မိုင်းမိုင်းနဲ့မွဲ66အယောင်တွေကိုတော့ဒီတလားရှောင်ထားတင်ပါတယ် ကဲဒီလက်အတွက်တတိပေးချက်တွေရောဖြည့်ရှင်နေလျော်ဖြည့်သွားပြီဆိုတော့အားလုံးကိုပြန်ပြီးခြုံထုံတက်ကြအောင်ရှေ့ဆက်ဖို့အတွက်အားဖြည့်စင်မဲ့အကြံပြုချက်တွေနဲ့ညီကုန်းချုပ်လိုက်ကြအောင်ပါ ဆိုတော့အနဲ့ချုပ်အနေနဲ့ဒီလိုကိုအောင်မြင်ဖြတ်ထားနိုင်ဖို့တော့ချက်ကရှင်းရှင်းလေးပါစိတ်လိုက်မှန်ပါပိုက်ဆံတုံးတာကိုထိန်းချုပ်ရမယ်စိတ်ခံစားလွဲတာကိုတတိထားရမယ်ပြီးတော့အကြံပြုထားတဲ့ရတရားတွေကိုတက်တက်ကြွကြွလှုပ်ဆောင်ရမယ်ဒါဟာအာယုံစူးစိုက်မှုကိုကိုယ်တိုင်ပြန်လဲဒီဆော့ရမယ်လားပါပဲ
နောက်ဆုံးအနေနဲ့ဒီမှာဆွေးနွေးခဲ့တာဒီအားလုံးဟာတတိပေးချက်တက်တဲ့မဟုတ်ပဲကိုယ့်တက်မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်ဖို့လမ်းညွှန်ခိကရတွေပါပဲဒီတော့မေးစရာရှိတာပါဒီခိရတွေကိုတုံးပြီးဒီမလာမှာဘယ်အရာတွေပေါ့ကိုအာယုံဆိုင်ဖို့ရွေးချယ်မှာလဲ